အားလုံးမင်္ဂလာပါဒီတစ်ပတ်ပိတ်ရက်လေးကတော့ခိုင်းနေနဲ့မတူပဲမြတ်တို့မိသားစုလေးကပန်းလိုက်အိမ်ယာထဲမှာရှိရ Lotus Pavilion ဆိုတဲ့နေရာလေးမှာ breakfast လာစားဖြစ်ပါတယ်ဒီနေရာလေးရဲ့ထူးခြားချက်ကပိတ်ရက် Saturday Sunday နေ့ရက်မှာပဲ breakfast ကိုခင်းကျင်းပေးရဖြစ်ပြီးတော့ပတ်ဝန်းကျင်အနေအထားရှုခံအရန်တိတ်ဆိတ်သားရအေးချမ်းတဲ့အတွက်ကြောင့်မို့မြတ်တို့မိသားစုလေးကဒီနေရာလေးရွေးချယ်ထားဖြစ်ပါတယ်ဒီနေရာလေးကလေအရန်တာယာပဲ Scarlett လေးနဲ့ကြီးရတော့အရန်အောင်မှသဘောကျနေရဒါကတော့ပန်းလိုက်အိမ်ယာထဲမှာပေါ့နော် new project sales တွေလည်းရှိရဲဆိုတာနဲ့မြတ်တို့ကဒီ sales gallery မှာသွားပြီးတော့စုံစမ်းမယ်အဲ့တော့မြတ်တို့နဲ့တူတူလိုက်ခဲ့ကြပါအောင်ဟိုးမှာကြည့်အောင်ကိုကလေးတွေရမ်းပြုံနေကြပြန်တော့ပြန်ရှင်းတော့တယ်ဟုတ်ပါဘလို့ခေါ်ပြမှန်းတော့မသိတော့ Scarlett ကြီးတိုင်းပြန်မယ်အားမယ်သွားမယ်အခုကျွန်တော်တို့ new project နေရာလဲတွန်းကြည့်ပြီးပြီ 6% နဲ့ကျွန်တော်တို့သေးသေးချာချာရှင်းပြပြီးဆိုတော့အခုကျွန်တော်တို့နှစ်ယောက်ကပြန်ပြီးတော့ရှင်းပြပေးပါမယ်အခုမြတ်တို့ရောက်ရှိတဲ့နေရာကတော့ပန်းလိုက်ရဲ့ sales gallery ကိုရောက်ရှိနေရဖြစ်ပါတယ်ဧကပေါင်း650နေဧကကျယ်ဝင်တော့ဒီပန်းလိုက်အိမ်ယာမှာအိမ်ယာ project တွေအများကြီးရှိရဲပန်းလိုက်အိမ်ယာမှာဆိုလို့ရှိရင်ပုံမှန် landed house တွေလုံချင်းတွေမြေကွက်တွေကိုအဓိကပေါ်ဆောင်ပြီးတော့ရောင်းချနေရကနေအခုမကြခင်မှာဆိုလို့ရှိရင်ဒီ Evergreen Residence ဆိုတဲ့ new project ပေါ့နော်အထက်မြင့်လူနေကွန်ဒို project ကြီးလာဖို့ရှိရဲအဲ့မှာဆိုလို့ရှိရင်အခန်းအမျိုးအစားပေါင်း6မျိုးတောင်ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဟာလေးတွေမျိုးတို့မိတ်ဆက်ပေးချင်ပါတယ်။ကျွန်တော်ဒီ Evergreen Residence ကအကေးစိန်ကြကြနေထိုင်နိုင်မယ်။ပြီးွားရင်ကျွန်တော်တို့အတွင်းခန်းနေရလဲ interior design နေရလဲခင်မီရဲပြီးွားရင်ကျွန်တော်တို့ဒီရှုခင်းနေပေါ့နော်ပြီးတော့အလင်းရောင်နေဆိုလဲဒါသူတို့တဘာဝကိုတန်းခန်းစားလို့ရောင်သွားအဲ့လို window အကြီးတွေပါတယ်။မိသားစုအတွက်ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်မှာဖြစ်ပြီးတော့အခြားသော facility လည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ခုနက new project ကိုတိစောက်သွားမယ့်နေရာလေးကိုလိုက်ကြည့်လိုက်တော့ပန်းလိုင်ရဲ့အခြားသောအဆင့်မြင့်အိမ်ယာတွေနဲ့အနီးနားမှာပဲတည်ရှိနေပြီးသီးသန့်ဆန်းဆန်းနဲ့နေထိုင်ရမယ့်အဆင်ပြေစေမယ့်နေရာလေးတစ်ခုဖြစ်စေမှာပါပြီးတော့နေထိုင်သူတွေအတွက်ပန်းလိုင်ရဲ့ amenities နဲ့ facility တွေဖြစ်တဲ့ပန်းလိုင် country club မှာကမ္ဘာအဆင့်မီပန်းလိုင် golf club, tennis, swimming pool နဲ့ gym, Oasis restaurant နဲ့ Oasis spa စတဲ့ပန်းဖြေနေစရာတွေလည်းပါဝင်မှာဖြစ်ပါတယ်ပန်းလိုင်အိမ်ယာမှာ 24/7 security ရှိပြီးတော့ customer service ကိုလည်း 24/7 operator ရှိပါတယ်။မီးဆိုလည်းအိမ်ယာတစ်ခုလုံးအတွက် backup generator ရှိတော့မီးပြတ်မှာစိတ်မပူရတော့ပဲရေဆိုလည်း pressurized treated water ပေးထားတာဖြစ်လို့ tap water ဖွင့်လိုက်တာနဲ့ရေကျလာမှာဖြစ်ပါတယ်။ရေတင်စရာလည်းမလိုတော့ဘူးပေါ့။အခုလိုကောင်းမွန်တဲ့လူနေမှုဘဝကိုပိုင်ဆိုင်ဖို့နဲ့နေဖို့အတွက်နေရာတစ်ခုထပ်ပို့တဲ့ဒီပန်းလိုင်အိမ်ယာစီမံကိန်း project ကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်လာမယ့်အောက်တိုဘာလ18ရက်နဲ့19ရက်2ရက်တည်း public launch event ကျင်းပသွားမှာဖြစ်ပါတယ်ဒီအစီအစဉ်မှာဆိုလို့ရှိရင် new project ဖြစ်တဲ့ Evergreen Residence အကြောင်းမှာဘယ်လိုအခန်းအမျိုးအစားတွေပါဝင်မလဲဘယ်လိုမျိုး design အသစ်တွေနဲ့ချပြမလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်ပန်းလိုင်ရဲ့ sales gallery ကိုလာရောက်ဖို့မြတ်တော့ကနေပြီးတော့ဖိတ်ခေါ်ပါတယ်အားလုံး bye bye